မင်္ဂလာပါရှင်ဒီနေ့တော့လေ Morgan Housel ရဲ့အင်မတန်နာမည်ကြီးတဲ့စာအုပ်တစ်အုပ်ပေါ့ The Psychology of Money အဲ့စာအုပ်ထဲကအဓိကကျတဲ့အတွေးခေါ်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့မင်္ဂလာပါဒီစာအုပ်ကငွေကြေးနဲ့ပတ်သက်ရင်လေကျမတို့ရဲ့ဆက်ဆံရေးအတွေးခေါ်ဖြူမှုတွေကဘလောက်တောင်ထူးခြားလဲတခါလေကျစန့်ကျင်ဘက်ကြီးဖြစ်နေတတ်တယ်ဆိုတာတွေကိုပုံမြင်တိုလေးတွေနဲ့ရှင်းပြထားတာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ပါတယ်သူကပုံမြင်လေးတွေနဲ့ပြောတော့မှတ်မိလွယ်တယ်ပြီးတော့ဝင်နေပေါ့နော်ဟုတ်ဒီနေ့ဒီလိုဆွေးနွေးကြတဲ့အဓိကရည်ရွယ်ချက်ကတော့လေငွေရေးချင်းမှာအောင်မြင်ဖို့ဆိုတာကကိုဘလောက်တော်တယ်လဲညာဘလောက်ကောင်းတယ်လဲဆိုတာကြီးမြမဟုတ်ဘူးပေါ့အဓိကကကိုယ့်ရဲ့အဖြစ်မှုပြီးလို့ကိုယ့်စိတ်ကိုဘလို့စီမံခန့်ခွဲနိုင်တယ်လဲအဲ့ပေါ်မှာပိုးပြီးမှုတည်နေတယ်ဆိုတာကိုနားလည်စေချင်တာပါမှန်ပါတယ်ဘလောက်တည်လဲဆိုတာတဲ့ဘလို့ပြုမှုတယ်လဲကပိုအရေးကြီးတယ်ဆိုတဲ့သဘောပေါ့ဟုတ်လက်တွေ့ဘဝအတွက်အတုံးဝင်မဲ့အတွေးမြင်တည်ရမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်စိတ်ဝင်စားစရာဇလန်းလေးနှစ်ခုနဲ့ဆောက်လိုက်ခြင်းတယ်တယောက်က Richard Fuscon နဲ့သူက Harvard က MBA ရထားတယ် Merrill Lynch မှာအကြီးအကဲလုပ်ခဲ့တယ်အသက်40မှာအငင်းစားယူနိုင်ခဲ့တဲ့အထိထက်မြက်တဲ့သူဟုတ်ကဲ့နောက်တစ်ယောက်ကတော့ Ronald Reed သူကတာမန်အိမ်ဆောင်တစ်ယောက်ပဲကားလဲပြင်းတယ်ဒါပေမဲ့လေ2008ပန်တာရဲ့အကြိမ်မှာ Fuscon ကအကျွေးတွေအရန်ပြီးပြီးတော့ဒေဘာလီခံလိုက်ရတယ်အိုး Ronald Reed ကတော့သူဆုံးတဲ့အချိန်မှာဒေါ်လာ8တန်းကျော်ချန်ထားနိုင်ခဲ့တယ်အများစုကိုပရိဟိတလုပ်ငန်းတွေကိုလှူသွားတယ်အန်အိုးစရာပဲကွာခြားချက်ကတော်တော်ကြီးတာပဲဟုတ်ဒီနေရာမှာကြည့်ရင်ပညာရေးချင်းအတွေ့အကြုံကွာဟာချက်ကအကြီးကြီးပဲလေဒါပေမဲ့အဆုံးသတ်မှာ Ronald Reed ရဲ့စိတ်ရှည်မှု Fuscon ရဲ့လောဘကြီးမှုလို့ပြောရမလားအဲ့ဒီကွာဟာချက်တနည်းပြောရင်အဖြူမှုကပဲအဆုံးဖြတ်ဖေးသွားတာကိုတွေ့ရတယ်နော်အဲ့ဒါတကယ်ကိုငွေကြေးလောကရဲ့ထူးခြားချက်တစ်ခုပဲငွေကြေးစီမံခန့်ခွဲမှုဆိုတာလေတခြားနီးပညာပိုင်းဆိုင်ရာနေပေတွေနဲ့မတူဘူးဗျာဒါက hard science လို့ခေါ်တယ်တိကျတဲ့သိပ္ပံပညာရဲ့တစ်ခုတည်း soft skill လို့ခေါ်တယ်လူမှုဆက်ဆံရေးနဲ့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုနဲ့ပူတူးနေတယ်ဟုတ်ကဲ့ဥပမာခွဲစိတ်ဆရာဝန်ကောင်းတဲ့ယောက် engineer ကောင်းတဲ့ယောက်ထေဖို့ဆိုရင်လေ့ကျင့်မှုအတွေ့အကြုံပညာအရေးချင်းတွေကပိုကောင်းတဲ့ရလဒ်ကိုတက်ရဲ့အာမခံနိုင်တဲ့လောက်ရှိတယ်ဒါပေမဲ့ငွေရေးကြီးမှာတော့အဲ့ဒီလိုတန်းပြောလို့မရဘူး Ronald Reed လိုမဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့အပြုအမူတွေကိုထိန်းချုပ်နိုင်စွမ်းကပိုပြီးအဓိကကျနေတတ်တယ်ဒါကြောင့်ငွေကြေးအောင်မြင်မှုဆိုတာကိုဘာတွေတိတယ်လဲဆိုတာတဲ့ကိုဘယ်လိုပြုမှုတယ်လဲဆိုတဲ့အပေါ်မှာအများကြီးမူတည်နေတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့စာအုပ်ရဲ့အခန်းတစ်ကောင်းမင်ကဘယ်သူမှမယူဘူးတဲ့ဒါကလည်းစောစောကပြောတဲ့အပြုတ်ပုံရဲ့အရေးပါပုံနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်နော်ဟုတ်တယ်ဆိုလိုတာကလူတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကသူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေပေါ်မှာအခြေခံပြီးချမှတ်ကြတာများတယ်ပေါ့အဲ့တော့တွဲအောင်အတွက်ဒါကအဓိပ္ပာယ်မရှိဘူးလို့ထင်ရနိုင်ပေမဲ့နောက်တစ်ခါအတွက်ကျတော့အဲ့ဒီဆုံးဖြတ်ချက်ကလုံးဝကြိုးကြောက်စီရောနေနိုင်တယ်ဆိုတာပဲဟုတ်ဥပမာပြောရင်စီးရဲတဲ့မိသားစုမှာကြီးလာတဲ့သူရဲ့ငွေပေါ်အမြင်နဲ့ချမ်းသာတဲ့မိသားစုကလာတဲ့သူရဲ့အမြင်ဒါမှမဟုတ်ငွေကြေးဖောင်းပွားမှုအယံမြင့်တဲ့အချိန်မှာကြီးပြင်းလာလဲသူရဲ့အတွေ့အကြုံနဲ့တည်ငယ်တဲ့ဈေးနှုန်းအမှကြီးပြင်းလာတဲ့သူရဲ့အတွေ့အကြုံဒါတွေအကုန်လုံးမတူဘူးလေဟုတ်ပါတယ်အဲ့ဒါကြောင့်သူတို့ချတဲ့ဆုံးဖြတ်ချက်တွေလည်းကွဲပြားသွားနိုင်တယ်ဟုတ်ကဲ့အဲ့ဒီအချက်ကိုထောက်ခံတဲ့စိတ်ဝင်စားစရာလေးလာမှုတစ်ခုရှိတယ်ဗျာဦးရီခေမဲလ်မန်ဒီယာနဲ့စတက်ဖန်နာဂယ်ဆိုတဲ့စီးပွားရေးပညာရှင်တွေပေါ့သူတို့ကအမေရိကန်ရဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကို90စာလောက်လေ့လာခဲ့ကြတယ်အိုးအကြာကြီးပဲဟုတ်သူရှိခဲ့တာကလူတယောက်ရဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေအထူးသဖြင့်စွန့်စားလိုစိတ်ပေါ့ risk appetite ပေါ်မှာကြိုးချောင်းစီလျော်တဲ့ခွဲခြားစိတ်ဖျားမှုတက်ထက်သူတို့ရဲ့ကိုယ်ပိုင်တမိုင်း personal history ကပိုပြီးလွှမ်းမိုးနေတယ်ဆိုတာပဲကိုကြုံခဲ့ရတဲ့အတွေ့အကြုံတွေပေါ့မှန်ပါတယ်ဥပမာဗျာငယ်ငယ်တုန်းကငွေချေးဖောင်းပေါ်မှုအယမ်းမြင့်တက်ခဲ့တာကိုကြုံခဲ့ရတဲ့သူတွေဆိုရင်နောက်ပိုင်းဘဝမှာငွေချေးစာချုပ် bonds လိုမျိုးအတိုးနှုန်းပုံတည်ရတဲ့ယင်းနှီးမြှုပ်နှံမှုတွေမှာတိတ်ပြီးစိတ်မဝင်စားကြတော့မှန်တာပေါ့အလားတူပဲ stock ဈေးကွက်အရန်ကောင်းတဲ့အချိန်မှာကြီးပြင်းလာတဲ့သူတွေကဈေးကွက်အားနည်းတဲ့အချိန်မှာကြီးပြင်းလာတဲ့သူတွေချက်နောက်ပိုင်းမှာ stock တွေပိုပြီးယင်းနှီးမြှုပ်နှံလက်ရှိကြတယ်ဟုတ်ကဲ့ bond လောကရဲ့ဘရင်လွတ်တင်စားခံရတဲ့ Bill Gross ကိုယ်တိုင်ကတော့သူ့အောင်မြင်မှုကသူ့မွေးဖွားခဲ့တဲ့အချိန်အခါနဲ့အများကြီးဆိုင်တယ်လို့ဝန်ခံမှုတယ်အတိုးနှုန်းတွေဆယ်စုနှစ်နဲ့ချီကျဆင်းလာတဲ့ကာလမှာအလုတ်လုတ်ခဲ့ရလို့သူ့အတွက်အခွင့်အလမ်းထစ်ခဲ့တယ်ဆိုပြီးတော့ပေါ့အော်ဟုတ်ကဲ့ဒါကတူဦးချင်းအတွေ့အကြုံကသူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လောက်ပုံသွင်းတယ်လဲဆိုတာကိုကောင်းကောင်းပြနေတာပဲအဲ့ဒီတော့တကယ်ပဲလူတယောက်ရဲ့လုံရက်ကိုယူလိုက်တာလို့မဆုံးဖြတ်ခင်သူ့နောက်ခံအတွေ့အကြုံကိုထည့်စဉ်းစားဖို့လိုတယ်နော်ဟုတ်ပါတယ်ဥပမာထီလက်မဝယ်တဲ့ကိစ္စကိုပဲကြည့်လေ
စိတ်ဆရာတဲ့အရာဆိုရင်အမေရိကမှာဝင်ငွေနည်းတဲ့အိမ်အောင်စုတွေကဝင်ငွေများတဲ့အိမ်အောင်စုတွေထက်ထီလက်မှတ်ကို40လောက်ပိုဝယ်ကြရတယ်တဲ့ ဟုတ် အရေးပေါ်ချင်းနေအတွက်ဒေါ်လာ400လောက်မစုနိုင်တဲ့လူတွေကတစ်နှစ်ကိုထီလက်မှတ်$4400ကျော်သုံးနေကြတာမျိုးပေါ့ဒါကိုအပေါ်ယံကြည့်ရင်တော့ကြိုးကြောင်းမရှိရဘူးလို့ထင်စရာပဲ ဟုတ်တယ်လေတိုင်ဆိုင်စုထားတာပိုကောင်းမဲ့လို့ထင်မှာပေါ့ ဒါပေမဲ့သူတို့ရဲ့ရှုထောက်ကနေစဉ်းစားကြည့်ရင်ဒါကအိမ်မက်တစ်ခုကိုဝယ်ယူခြင်းချင်နိုင်တယ်ချမ်းသာတဲ့သူတွေအလွဲတကူပိုင်ဆိုင်နိုင်တဲ့အရာတွေကားကောင်းကောင်းတို့အိမ်ကောင်းကောင်းတို့အဲ့ဒါတွေကိုသူတို့အနေနဲ့တက်တက်မှာတစ်ခါလောက်ပိုင်ဆိုင်နိုင်ဖို့တစ်ခုတည်းတော့လက်တက်မိနိုင်တဲ့မျောလင့်ချက်ကထီပုတ်ဖို့ပဲဖြစ်နေနိုင်တာကို သူတို့အတွက်တော့ဒါကဖြစ်နိုင်ခြေတစ်ခုလို့မြင်တာပေါ့ ဟုတ်အဲ့ဒီတော့သူတို့တက်တော့ဒါဟာ reasonable ဖြစ်တဲ့လို့ရတစ်ခုဖြစ်နေနိုင်တယ် rational မဖြစ်ရင်တောင်းမှာပေါ့ မှန်ပါတယ်ဒီ no one's crazy ဆိုတဲ့အမြင်ကနေဆက်ဆက်ပြီးစဉ်းစားစရာကတော့ကန်လက်နဲ့စုံစမ်းမှု risk တဲ့အခန်းကဏ္ဍပဲဒါတွေကကိုထိန်းချုပ်လို့မရတဲ့အပြင်ကအကြောင်းတရားနေပေါ့နော် ဟုတ်ကဲ့ စာရေးသူကဒီနှစ်ခုကိုဒင်္ဂါပြရဲ့ခေါင်းနဲ့ပန်းလိုပဲအမြင့်တွင်တွဲနေတယ်လို့ဆိုတယ်တစ်ခုရှိရင်နောက်တစ်ခုလည်းရှိနေတာပဲ Vegas ရဲ့ဇလန်ကိုပဲပြင်ကြည့်ရအောင်နော်သူအထက်တန်းကျောင်းသားဘိုးက1988မှာလေဆိုက်ဆိုတဲ့ကျောင်းကိုတက်ခွင့်ရခဲ့တယ်အဲ့ဒီကျောင်းကအမေရိကန်မှာကွန်ပျူတာကိုကျောင်းသားတွေသုံးခွင့်ပေးခဲ့တဲ့ပထမဆုံးကျောင်းနေတဲ့တစ်ကျောင်း ဟုတ် ဒါသူ့အကမယုံနိုင်စရာကံကောင်းမှုပဲလေအဲ့ဒီခေတ်ကကွန်ပျူတာဆိုတာရှားပါပစ္စည်း တကယ်ကိုကန်ကောင်းတာ ဒါပေမဲ့ Gates မှာ Kent Evans ဆိုတဲ့အရန်ခင်နဲ့အရန်တော်တဲ့တငယ်ချင်းတစ်ယောက်ရှိခဲ့တယ်သူတို့နှစ်ယောက်အနာဂတ်မှာအတူတူစီးပွားရေးလုပ်ဖို့အိမ်မက်တွေရှိခဲ့ကြတယ်ဒါပေမဲ့ Kent Evans ကအထက်တန်းကျောင်းမပြီးခင်မှာပဲတောင်တက်ရင်မတော်တဆတည်ဆုံးသွားခဲ့တယ် အရာဝမ်းနေစရာပဲ ဒါကတော့ကန်ဆိုးမုံမောင်ကြမှုတနည်းအားဖြင့် risk ပဲဒီတော့အမြင်မှုတွေကြာရှုံးမှုတွေမှာကိုယ့်ရဲ့စ조사အားထုတ်မှုအပြင်ဒီလိုမမြင်နိုင်တဲ့ကံနဲ့ risk ဆိုတဲ့စွမ်းအားတွေကဘလို့ထိလွှမ်းမိုးနေတယ်လဲဆိုတာကိုမမေ့ဖို့အရေးကြီးရနော် ဟုတ်ပါတယ်တကယ်တော့ကန်ဒီယာရဲ့အတိုင်းဓာကိုတိုင်းတာဟိုကအင်မတန်ခက်ခဲတယ်ဗျ Nobel ဆုရှင်စီးပွားရေးပညာရှင် Robert Shiller ကိုယ်တိုင်ကတော့အောင်မြင်တဲ့ရလဒ်တွေမှာကန်ဒီယာကဘယ်အတိုင်းဓာအထိပါဝင်နေတယ်လဲဆိုတာဟာသူတက်ထီခြင်းပေမဲ့အတိအကျမသိနိုင်တဲ့အရာလို့ဖြေခဲ့ဘူးတယ် ဟုတ်ကဲ့ ပြီးတော့ကျွန်တော်တို့ရဲ့တဘာဝကလည်းလေသူများချချုံရင်သူဆုံးဖြတ်ချက်မှားလို့မြင်လွယ်တယ်ကိုယ်တိုင်ချချုံရင်တော့ငါကန်ဆိုးထားတာပါလို့မြင်တတ်ကြပြန်ရော ဟုတ်တယ်ကိုတော့အများအားအကောင်းဘက်ကတွေးပေးတတ်ကြတယ် ဟုတ်ပါနောက်ကြောင်းပြန်ကြည့်တဲ့အခါ hindsight မှာတော့ Vanderbilt Rockefeller တို့ရဲ့လောက်ရတီကရဲရင်နာလားမစင်မချင်ဖြစ်တာလားဆိုတာကိုပြောဖို့လွယ်သွားပြီလေဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့အဲ့ဒီစီကအရန်ပါလွာခဲ့မှာပဲ ဟုတ်ကဲ့ Mark Zuckerberg က Yahoo ရဲ့ဒေါ်လာ1ဘီလီယံနဲ့ကန်လန်းမှုကိုညှင်းပယ်ခဲ့တာကိုအခုတော့လူတွေကချီးကျူးကြတယ်ဒါပေမဲ့ Yahoo ကိုယ်တိုင် Microsoft ရဲ့ကန်လန်းမှုကိုညှင်းခဲ့တာကိုတော့အမားကြီးတစ်ခုလိုဝေဖန်ကြပြန်ရော ဟုတ်တယ်အခြေအနေပေါ်မူတည်သွားတာပေါ့နော် ဟုတ်တယ်ဒီဥပမာတွေကကန်နဲ့ risk အခန်းကဏ္ဍကိုအတိမတ်ပြုဖို့ရောအဲ့ဒီကနေသင်ခန်းစာယူဖို့ရောဘလောက်ခက်ခဲတယ်လဲဆိုတာကိုပြနေတာပဲ ဟုတ်ကဲ့ဒီ can နဲ့ risk ဆိုတဲ့အချက်ကိုစစ်ပြီးစဉ်းစားကြည့်ရင်ဒါကချမ်းသာအောင်လုပ်ချင်း getting wealthy နဲ့ချမ်းသာအောင်နေချင်း staying wealthy ဘာလို့ကွာခြားသွားလဲဆိုတာကိုပါရှင်းပြနေတယ်လို့ပဲနော် ဟုတ်ပါတယ် ခုနကဇလန်ထက်က Jesse Livermore နဲ့ Abraham Germansky တို့လို့ပေါ့သူတို့နှစ်ယောက်လုံးချမ်းသာအောင်လုပ်တဲ့နေရာမှာအင်မတန်ထူးချွန်ခဲ့ကြတယ် Livermore ဆို1929 stock ဈေးကွက်အကျမှာအကြီးအကျယ်အမြတ်ရခဲ့သူ Germansky ကလည်းအင်ချမ်းမြေလုပ်ငန်းနဲ့တန်းကြွယ်သူတွေဖြစ်ခဲ့သူ ဟုတ်ကဲ့ ဒါပေမဲ့သူတို့နှစ်ယောက်လုံးချမ်းသာအောင်ထိမ့်သိမ့်တဲ့နေရာမှာတော့ကြာရှုံးခဲ့ကြတယ်အဆုံးသတ်မလာခဲ့ဘူး အဲ့ဒါကတကယ်စိတ်ဝင်စားစရာအချက်ပဲငွေကိုထိမ့်သိမ်းခါနိုင်ဖို့ staying wealthy လိုအပ်တဲ့အရေးချင်းတွေကချမ်းသာအောင်လုပ်ဖို့ getting wealthy လိုအပ်တဲ့အရေးချင်းတွေနဲ့တော်တော်လေးဆန့်ကျင်ဘက်ဖြစ်နေတတ်တယ် အဲ့လိုလား ဟုတ်တယ်ချမ်းသာအောင်လုပ်ဖို့ကစွန့်စားမှုယူရတာ risk taking အကောင်းမြင်စိတ်များတာ optimism ရှေ့ကိုထိုးထွက်ရဲတာတွေလိုအပ်နိုင်တယ်ဒါပေမဲ့ချမ်းသာအောင်နေကိုကြတော့နှိမ်ချမှု humility ကိုရှာထားတာဒီအချိန်မျိုးပြန်ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ကြောက်ရွံ့မှု fear ချိုးချံချွေထားမှု frugality နဲ့ကိုအောင်မြင်မှုမှာကန်တရားရဲ့အခန်းကဏ္ဍကိုအတိမတ်ပြုမှုတွေလိုအပ်လာတယ် ဟုတ်ကဲ့စန့်ကျင်ဘက်လို့ဖြစ်နေတာပေါ့နော် ဟုတ်တယ်နာမည်ကြီးယင်းနီမြုပ်နှံမှုကုမ္ပဏီစစ်ကိုရဲ့ capital က Michael Morris ပြောခဲ့တယ်လို့ပေါ့သူတို့ကုမ္ပဏီnet ပေါင်းများစွာအောင်မြင်နေရတဲ့အကြောင်းရင်းတစ်ခုကလုပ်ငန်းရထွားမှာကိုအမြဲတမ်းကြောက်နေလို့တဲ့ဒီနေရာမှာအဓိကတော့ချက်ကရှင်တန်ရက်တည်နိုင်မှု survival ပါပဲကစားပွဲတွေကနေထွက်သွားရအောင်မဖြစ်ဖို့လိုတယ်
ဒေဝါလီခရချင်းကိုရှောင်ရှားနိုင်မှာသာ compounding ဆိုတဲ့စုပေါင်းအတိုးနှုန်းကသူ့စွမ်းကိုပြနိုင်မှာ ဟုတ်ကဲ့ Warren Buffett ကိုပဲကြည့်လေ။ तू ကအကျွေးလွန်ခဲ့အောင်ဘယ်တော့မှမယူဘူး။ဈေးကွက်ကျတိုင်းစိတ်လှုပ်ရှားပြီးရောက်မချဘူး။သူ့ရဲ့ဂုဏ်သတင်းကိုမထိခိုက်စေဘူး။ तू ကရှင်သန်ရက်တည်နိုင်ခဲ့တယ်။ဒါကြောင့်နှစ်ပေါင်းများစွာ compounding ရဲ့အကျိုးကျေးဇူးကိုခံစားနိုင်ခဲ့တာ ရှင်တန်ရက်တည်နေမှုကအဓိကပေါ့အဲ့တော့ compounding ရဲ့စွမ်းအားကိုဆက်ပြောအောင်စောက်ကျမရေခဲခေဖြစ်ပေါ်လာပုံဥမာနဲ့ရှင်းပြထားကျွန်မတော်တော်သဘောကျတယ် ။ဟုတ်အဲ့ဒါလေးကောင်းလေ ရေခဲဖြစ်ဖို့ဆိုတာအင်မတန်အေးခဲတဲ့ဆောင်းရည်တွေကြောင့်မဟုတ်ဘဲຫນွေရည်တွေကအရင်နဲ့ဆောင်းရည်တွေကကြံခဲ့တဲ့နင်းတွေကိုအရေးပြောအောင်မလုံနိုင်လောက်အောင်နည်းနည်းလေးပဲအေးနေတာကြောင့်ပေါ့နှစ်တည်ကြာလာတဲ့အခါအဲ့ဒီနင်းလွာပါလေးတွေစုပုံထူရဲလာပြီးနောက်ဆုံးကဘာကြီးတစ်ခုလုံးကိုရေခဲဖုံးလွှမ်းသွားစေခဲ့တာတဲ့ ။ဟုတ်တယ်။တေးသေးလေးနဲ့စာပြီးကြီးမားတဲ့အကျိုးတရားမှုဖြစ်သွားတာ ဟုတ်တယ်ငွေကြေးမှလည်းဒီလိုပဲတဲငယ်တဲ့အရင်အနီးတဲငယ်တဲ့အမျက်တွေကနေစပြီးအချိန်ကြာလာတာနဲ့အမျက်မယုံနိုင်လောက်တဲ့ရက်လက်တွေဖြစ်ပေါ်လာနိုင်နေပေါ့ Warren Buffett ရဲ့ချမ်းသာကြွယ်ဝမှုဟာသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုစွမ်းရည်ကြောင့်ဆိုတာထက် ။အချိန်ကြောင့် ဟုတ်တယ်အသက်10နှစ်သားလောက်ကနေစတင်ပြီးနှစ်ပေါင်း90ကျော်ကြာရင်းနှီးမြှုပ်နှံခဲ့တဲ့အချိန်ကာလထိုင်းကြောင့်အဓိကဖြစ်တယ်လို့ဆိုတယ်အချိန်ကအဓိကပါဝင်ပစ္စည်းပဲတဲ့ မှန်ပါတယ်။ဒါပေမဲ့အဲ့ဒီ compounding ရဲ့စွမ်းအားကိုလူများစုကနားလည်ဖို့ခက်ခဲရကြတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဦးနောက်က linear thinking လို့ခေါ်တဲ့တဖြောင်းပြီးတွေးခေါ်မှုမျိုးကိုပို့ပြီးအလွတ်လွတ်နားလည်လွယ်လို့ပဲ ဟုတ်ကဲ့ ရှစ်ကိုကိုခပေါင်းခိုင်းရင်80နှစ်လို့ချက်ချင်းသိနိုင်တယ်။ဒါပေမဲ့ရှစ်ကိုရှစ်ချက်ဂိမ်းတင်ခိုင်းရင်ရှစ်ကိုရှစ်ခါမြောက်ခိုင်းရင်ရလတ်ကဘယ်လောက်ကြီးသွားမလဲဆိုတာချက်ချင်းခမရခက်သွားပြီ ဟုတ်ကဲ့တော်တော်ကြီးသွားမှာ 16တန်းကျော်လောက်ရှိတယ်ဒီလို exponential growth ကိုလူတွေကအသားကျဖို့ခက်တယ်ဒီချက်ကိုယင်းနှိမ့်နှံမှုနီးယူရာနာချက်ဆက်ကြည့်ရင်အရေးကြီးဆုံးကအမြင့်ဆုံးအမြတ်အဆုံး highest returns ကိုရဖို့စ조사တာတဲ့အချိန်အကြာဆုံးထိမ့်သိမ်းထားနိုင်မဲ့ကောင်းမွန်ပြီးထက်ခါရနိုင်တဲ့ repeatable အမြတ်အစွန်းကိုအာယုံစိုက်ဖို့လိုတယ်ဆိုတာပါပဲ တခါတည်းအများကြီးရဖို့ထက်တောက်လျှောက်ရနေဖို့အရေးကြီးတာပေါ့ ဟုတ်ပါစာရေးသူကတော့ shut up and wait ပါစပ်ပိတ်ပြီးစောင့်ပါဆိုတဲ့စကားကအကောင်းဆုံးယင်းနှိမ့်နှံမှုလမ်းညွန်ထက်နိုင်တယ်လို့တော့ဆိုထားတယ်ကောင်းမွန်တဲ့အမြတ်ကိုရေးရှည်ရနေဖို့ကပိုရေးကြီးတယ်ပေါ့ ဟုတ်ကဲ့ compounding လိုပဲနားလည်ဖို့ခက်နိုင်တယ်ဒါပေမဲ့အရန်ရေးကြီးတဲ့နောက်တစ်ဘောတရားတစ်ခုကလုံငေါ့ပြီးဆိုတာကိုသိကျင်မယ် အဲ့ဒါတဲ့တကယ်ရေးကြီးတယ် စာရေးဆရာ Kurt Vonnegut နဲ့ Joseph Heller တို့ရဲ့ဇလန်းလေးကဒါကိုကောင်းကောင်းတရုပ်ဖော်တယ်သူတို့ညောက်တထေးတယောက်ရဲ့ပါတီကိုရောက်သွားကြတယ် Vonnegut က Heller ကိုပြောတယ်ဒီပါတီပိုင်ရှင် hedge fund manager တရက်တဲနဲ့ခမရဲ့နာမည်ကြီး cash 22ဝိထုအုပ်လုံးကရတဲ့ပိတ်စံထက်ပိုရှာနိုင်တယ်ဗျာတဲ့ Heller ပြန်ဖြေတယ်ဟုတ်တယ်ဒါပေမဲ့သူ့မှာဘယ်တော့မှရှိမှာမဟုတ်တဲ့အရာတစ်ခုငါမှရှိတယ်အဲ့ဒါကလုံလောက်ပြီဆိုတဲ့အတိပဲ တကယ်မသားစရာပဲအဲ့ဒီလုံလောက်ပြီဆိုတဲ့အတိမရှိခြင်းကအရအန်တယ်များနိုင်တယ်ဗျRajat Gupta တို့ Barney Madoff တို့ဥမာတွေကိုကြည့်လေသူတို့နှစ်ယောက်လုံးကအင်မတန်ချမ်းသာပြီးသားအောင်မြင်ပြီးသားလူတွေ ဟုတ်တယ်နော် ဒါပေမဲ့ပိုလိုခြင်းစိတ်ကြောင့်သူတို့ပိုင်ဆိုင်သမျှအရာအလုံးကိုစွန့်စားခဲ့ကြတယ်သူတို့မှရှိပြီးသားအရာတွေထက်သူတို့မှမရှိတဲ့အရာတွေကိုပိုပြီးတတ်မှတ်ခဲ့ကြတယ်နောက်ဆိုပါထောင်ကြနာမည်ပြက်ခဲ့ကြရတယ် လောဘပေါ့ ဟုတ်တယ်ဒီလိုဘယ်လို့မှမလုံလောက်ဘူးဆိုတဲ့ကြောက်ကွင်း trap ထဲကိုလူတွေဘာကြောင့်ကြောက်ရောက်သွားတတ်တယ်လဲဆိုတော့အဓိကအကြောင်းရင်းတစ်ခုရှိတယ်လို့စာရေးသူကဆိုတယ်တစ်ခုကရီမန်းချစ်ပန်းတိုင်ကိုအမြဲတမ်းရွှေ့နေလို့ getting the goal post to stop moving ရလေလို့လေဖြစ်တာမျိုးလား ဟုတ်ပါနောက်တစ်ခုကလူမှုရည်ရင်းနိုင်ရှင်မှု social comparison ကိုဘလောက်ရကိုထက်ပိုရတဲ့သူကအမြဲရှိနေတာပဲလေ baseball ကစားသမားကဒုထေးဖြစ်ခြင်းတယ်ဒုထေးက hedge fund manager လောက်ချမ်းသာခြင်းတယ် hedge fund manager က Buffett လောက်ဖြစ်ခြင်းတယ် Buffett က Bezos လောက်ဖြစ်ခြင်းတယ်ဆိုတာမျိုးပေါ့ အဆုံးမရှိရဲ့ပြိုင်ပွဲကြီးလိုပဲ ဟုတ်တယ်ဒီပြိုင်ပွဲကိုအနိုင်ရဖို့တခုတည်းသောနီလန်ကပြိုင်ပွဲတွေကိုမဝင်ဖို့တဲ့ဒါကြောင့်ကိုဘလောက်မှမစွန့်စားတဲ့အရာတွေရှိတယ်ဆိုတာကိုအမြဲတည်ရဖို့လိုတယ်ဥပမာဂုံတည်လွတ်လပ်မှုမိသားစုနဲ့မိတ်ဆွေတွေကိုချစ်ခင်တဲ့သူတွေပျော်ရွှင်မှုစတာတွေပေါ့ ဟုတ်ကဲ့ ဒါတွေကဓာတ်မှုဖြတ်လို့မရဘူးဆုံးရှုံးတော့ရင်ဘယ်လောက်ငွေပေးပြန်ရနိုင်မှာမဟုတ်ဘူးလေစာရေးသူပြောသလိုပဲအပြုမှုပန်းဆိုင်ရာမှာအခက်ခဲဆုံးကျွမ်းကျင်မှုကတော့ကိုယ့်ရဲ့ဤမှန်းချက်တိုင်းကိုရပ်တန်းအောင်လုပ်နိုင်ခြင်းဖြစ်တယ် တကယ်မသားစရာပဲဒီအဓိကအသွေးခေါ်တွေကနေ
လက်တစ်ဘဝမှာဘလို့အတုံးချနိုင်မလဲဆိုတဲ့အချက်တချို့ကိုကြည့်ကြအောင်ပထမဆုံးချင်းမအရန်သဘောကျတဲ့အချက်ကလေကိုယ့်ရဲ့အချင်းကိုကိုပိုင်ထိန်းချုပ်နိုင်ခြင်းဟာငွေကြေးကပေးစွမ်းနိုင်တဲ့အမြင့်ဆုံးအကျိုးမြတ် highest dividend ဖြစ်တယ်ဆိုတာပဲ ဟုတ်ပါတယ်အဲ့ဒါတကယ်ရေးကြည့်တယ် Angus Campbell ဆိုတဲ့စိတ်ပညာရှင်ရဲ့သူ့တဲ့နောက်ကိုကောက်ထားတယ်လူတွေရဲ့ပျော်ရွှင်မှုကိုတိုင်းတာရမှာဝင်ငွေပညာအရေးအချင်းပထဝီအနေအထားတွေထက်ကိုယ့်ဘဝကိုကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့ခံစားချက်ကပိုပြီးအရေးပါဆုံးဖြစ်နေတာကိုတွေ့ရတယ်တဲ့ ဟုတ် လှုပ်ချင်တာကိုလှုပ်ချင်တဲ့အချိန်မှာလှုပ်ချင်တဲ့သူနဲ့လှုပ်ချင်တဲ့လောက်ကြားကြားလုံနိုင်ခွင့်ကအဖိုးမြတ်မနိုင်ဘူးပေါ့ အဲ့ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲအထူးသဖြင့်ဒီနေ့ခေတ် knowledge worker တွေပေါ့အသိပညာကိုအရင်ပြုပြီးအလုပ်လုပ်ရတဲ့သူတွေအတွက်ပို့ပြီးတော့မှတ်နိုင်တယ် Rockefeller ခေတ်ကစိတ်ယုံအလုပ်သမားတွေကအလုပ်ချိန်ပြီးရင်ပြီးပြီ ဟုတ် အခုခေတ်မှာတော့ယုံချိန်ပြီးသွားပြီမဲ့ကိုကောင်းတဲ့မှာအလုပ်ကဆက်ရှိနေတတ်တယ်အလုပ်က 24/7 လို့ဖြစ်လာနိုင်တယ်အဲ့ဒီအခါကိုအချိန်အပေါ်ကိုရဲ့ထင်းချုံနိုင်စွမ်းကရောကျသွားရော ဟုတ်ပါစိတ်ဖိစီးမှုလည်းများလာတယ် ဟုတ်ကဲ့မြေဘလောက်ရအဲ့ဒီလစ်လက်မှုထင်းချုံနိုင်စွမ်းကိုမပေးနိုင်ရင်တကယ်ပြောရှင်းဖို့ခက်သွားနိုင်တယ် ဟုတ်ကဲ့နောက်တစ်ချက်ကကျွယ်ဝမှု wealth နဲ့ချမ်းသာမှု richness ခွာခြားချက်ပဲဒါလေးလည်းစိတ်ဝင်စားဖို့ကောင်းတယ် ဟုတ် လမ်းမှာ Ferrari ကားတစ်စီးတွေ့ရင်ကျမတို့က wow ဒီကားမောင်းတဲ့သူကတော်တော်မိုက်တာပဲလို့တွေးလိမ့်မရှိပဲ wow ငါသာဒီကားမောင်းရရင်လူတွေကငါ့ကိုမိုက်တယ်လို့ထင်ကြမှာပဲလို့တွေးတတ်ကြတယ်တဲ့အဲ့ဒါကို man in the car paradox လို့ခေါ်တယ် အဟဟုတ်တယ်ကိုကူအထင်ကြီးစေချင်တာ ဒါပဲတကယ်တော့လူတွေကကားကိုပဲသဘောကျတာကားမောင်းသူကိုတိတ်ဂရုမစိုက်ဘူးတဲ့ဒီအချက်ကဘာကိုပြတော့လဲဆိုတော့ richness ဆိုတာကမြင်ထားတဲ့သုံးစွဲမှုတွေကားအိမ်အဝတ်အစားဖြစ်ပြီး wealth ဆိုတာကကိုမမီရတဲ့အရာဒီနည်းအားဖြင့်မသုံးရတဲ့ငွေကြေးပိုင်ဆိုင်မှုတွေဖြစ်တယ်ဆိုတာပဲ ဟုတ်တယ် well ဆိုတာအနာဂတ်မှာကိုရေးချက်ခွင့်တွေပြောင်းလဲပင်လည်မှုတွေလွတ်လပ်မှုတွေပြင်နိုင်မဲ့စူးစောင်းထားတဲ့ပိုင်ဆိုင်မှုတွေပဲ richness ကတော့အဲ့ဒီ wealth ကိုတုံးလိုက်တဲ့အခါမြင်ရတဲ့လက်ရှိအတုံးအဆောင်တွေပဲ ဟုတ်ကဲ့ Rihanna ကသူ့ရဲ့ဘန်ဒါရေးချံပေးကိုတရားစွဲတော့ကအချံပေးကပြန်မေးခဲ့ဘူးတယ်လေပစ္စည်းတွေဝယ်ဖို့ပိုက်ဆံတုံးလိုက်ရင်ပစ္စည်းတွေပဲကြံတော့မယ်ပိုက်ဆံမကြံတော့ဘူးဆိုတာကိုသူ့ကိုတကယ်ပြောပြဖို့လိုခဲ့တာလားဆိုပြီးတော့ အာဟာ ဒါကရေစရာကောင်းပေမဲ့တကယ်တော့လူများစုကတိုင်းကျွဲသူတွေထိချင်းတယ်ပြောတဲ့အခါတကယ်ဆိုလိုတာကငါဒေါ်လာတစ်သန်းဆုံးချင်လိုက်တာဖြစ်နေတတ်တယ်ဒါဟာတိုင်းကျွဲသူတွေထိချင်းနေပြောင်းပြန်ပဲ သုံးဖို့ကြီးပဲစဉ်းစားမိတာပေါ့ ဟုတ်တယ်တကယ် wealth ကိုတိဆောက်ဖို့ဆိုရင်တုံးတာထက်စုတာကပိုရေးကြီးတယ် ဒါကြောင့် trader စုဆောင်ခြင်းရဲ့အရေးပါမှုကိုလည်းအစောက်ထက်မှာအလေးပေးထားတယ်နော်ငွေကြေးလွတ်လပ်မှုအတွက်ဝင်ငွေများခြင်းဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုညများခြင်းထက်စုဆောင်နှုန်းမင်းမာခြင်း high savings rate ကပိုပြီးအရေးကြီးတယ်ပိုပြီးကိုထိန်ချုံမှုအောက်မှာရှိတယ်လို့ဆိုတယ် ဟုတ်ပါတယ်ဝင်ငွေဘလောက်ရလဲတဲ့ဘလောက်စုမိလဲကပိုရေးကြီးတာ စွမ်းအင်ငွေ trader သုံးစွဲမှုဥပမာနဲ့ရှင်းပြထားတယ်စွမ်းအင်ပိုရအောင်ရှာတာထက်လိုအပ်တဲ့စွမ်းအင်ပရိမာဏကိုရှော့ချလိုက်တာကပိုလွယ်ကူပြီးပိုထိအောက်တယ်လို့မျိုးပေါ့ ဟုတ် စုဆောင်ခြင်းဆိုလားအတ္တ ego နဲ့ဝင်ငွေ income ကြားကကပ်ပဲလို့လဲဆိုတယ်။ဒါကြောင့်ကိုယ့်အတ္တကိုနှိမ်ချနိုင်လေစုဆောင်နိုင်ခြင်းပုံများလေပဲ ဟုတ်ပါတယ် ။နောက်ပြီးတိကျတဲ့ရည်ရွယ်ချက်မရှိပဲစုဆောင်ခြင်းကလည်းအရေးကြီးတယ်တဲ့။ဘာကြောင့်လဲဆိုတော့ဒါကအနာဂတ်မှာကြုံလာနိုင်တဲ့မထင်မှတ်ထားတဲ့အရာတွေတက်ပြောင်းလဲပင်လည်မှု flexibility နဲ့ထိန်းချုပ်နိုင်စွမ်း control ကိုတိစောင့်ပေးလို့ပဲ အဲ့ဒါအရင်အရေးကြီးတဲ့အချက်ပဲအဲ့ဒီစုဆောင်းထားတဲ့ငွေကြီး wealth ကအရေးကြီးတဲ့နောက်အကြောင်းရင်းတစ်ခုကတော့အမားအတွက်နေရာပေးခြင်း room for error ဒါမှမဟုတ် margin of safety ကိုဖန်တီးပေးလို့ပဲ margin of safety ဟုတ်ဘဝမှာတော့ယင်းနှမြုပ်လက်မှုမှာပါအရာအရုံးကကိုစီစဉ်ထားတဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူးခတ်မှန်းချက်တွေကမားနိုင်တယ်ဒါကြောင့်ကိုယ့်ရဲ့အစီအစဉ်တွေမှာအမားအထက်မထင်မဲ့ထားတာတွေဖြစ်လာနိုင်ချေအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် အရန်ပြင်ထားရမယ်ပေါ့ ဟုတ်တယ် blackjack ကစားသမားတွေလိုပဲကိုမာနိုင်ကြီးများတဲ့ထင်ရင်တောင်အကုန်ပုံပြီးမလောင်းတင်ဘူး Banger and ပြောင်းတယ်လို့ခမိုင်းချက်ကိုမလိုအပ်အောင်ပြုလုပ်ခြင်း render focus and necessary ကအရေးကြီးတယ်ဆိုလိုတာကကိုယ့်ရဲ့ခမိုင်းချက်နည်းနည်းလွဲသွားရင်တောင်ကိုယ့်အတွက်ပြဿနာမဖြစ်လောက်အောင်ကြံဖွက်ထားဖို့လိုတယ်ဆိုတာပဲ ဟုတ်ကဲ့ တခုတည်းသောအမားကြောင့်ပျက်စီးသွားနိုင်ချေ single point of failure ကိုရှောင်ရှားရမယ်ဥပမာလာစာတစ်ခုတည်းကိုပဲအားကိုးတာမျိုးငွေသားလုံးဝမကိုက်ထားတာမျိုးပေါ့ဒါမှမဟုတ်
Stalingrad မှာ German တင်ကားတွေကိုကြွက်တွေကကိုက်ဖြတ်ထဲတယ်လို့မျိုးမထင်မှတ်ထားတဲ့အရာတွေဖြစ်လာနိုင်တာကိုထည့်ဆင်ဟာထားမယ်ဒီလိုကြံဝတ်ထားနိုင်ဖို့စုဆောင်းထားတဲ့ငွေကြေးကအရေးပါလာတယ် ဒီ marginal safety ရှိခြင်းကစိတ်ပိုင်းဆိုင်ရာရလေအရေးကြီးရနော်လူတွေကစိတ်စရာအရာအကောင်းဆုံး mathematically optimal ဖြစ်တဲ့နည်းဗျူဟာထက်စိတ်ပိုင်းဆိုင်ရာအရာလက်ခံနိုင်ပြီးရေရှည်လိုက်နာနိုင်မယ် psychologically palatable and sustainable နည်းဗျူဟာတွေကိုပို့လိုချင်ကြတယ်ဆိုတဲ့အချက်ပေါ့ ဟုတ်ပါတယ် South ထဲမှာ reasonable ကြိုးကြောင်းစီလျော်မှုက rational စင်ကြင်တုံတရားအပြည့်ရှိမှုထက်ပိုအရေးကြီးတယ်လို့ဆိုတယ်Harry Markowitz လို Nobel ရွှေပညာရှင်တောင်သူ့ရဲ့ portfolio ကိုစတင်ဆောက်တုန်းကအနာဂတ်မှာနောင်တအနည်းဆုံးဖြစ်အောင် minimize future regret ဆိုပြီး50-50ခွဲခဲ့တာတဲ့သူ့ရဲ့ mathematical model ရအကောင်းဆုံးခွဲရမဟုတ်ခဲ့ဘူး အော်ဟုတ်လား ဟုတ်ဒါကြောင့် home bias လို့ခေါ်တဲ့ကိုယ်နိုင်ငံက stock တွေကိုပိုကြိုက်တာမျိုးကိုနှစ်သက်တဲ့ကုမ္ပဏီတွေမှာယင်းနှိမ့်နှံတာမျိုးတွေက strictly rational မဖြစ်ရင်တောင်မှအဲ့ဒီလိုလှုပ်ချင်းအားဖြင့်ယင်းနှိမ့်နှံမှုကစားဝဲတွေမှာစိတ်အေးချမ်းတာစွာနဲ့ရေရှည်ဆက်ရှိနေနိုင်အောင် stay in the game ကူညီပေးနိုင်ရင် reasonable ဖြစ်တယ်လို့ဆိုနိုင်တယ်ပေါ့ ကိုနဲ့တဟာဇာရဖြစ်ဖို့လိုတာပေါ့ ဟုတ်ပါ margin of safety ရှိခြင်းကဒီလို reasonable ဖြစ်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်ကူညီပေးတယ်လို့ဆိုလိုတာနော် ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့ခမမြင်လေးထိတွေ့သွားခြင်းတဲ့အချက်တစ်ခုကတော့ပုံပြန်ရဲ့ Swanra Power of Stories နဲ့နောက်ကျောင်းပြန်ကြည့်ခြင်းရဲ့ပလိုက်မှု hindsight bias ပဲ ဟုတ်ကဲ့ကျွန်တော်တို့ဟာကိုဖြစ်စေခြင်းတဲ့အရာကိုယုံကြည်ဖို့အယမ်းလွယ်ကြတယ်အထူးသဖြင့်အဲ့ဒီအရာကကိုယ့်အသက်အကျိုးသက်ရောက်မှုကြီးမားတဲ့အခါမျိုးမှာဒါမှမဟုတ်ကိုကအယမ်းအကူအညီလိုအပ်နေတဲ့အခြေမျိုးမှာပေါ့ ဟုတ်ဒါကနောက်ဂွေကျေလောကမှာအတုအယောင်တွေ Ponzi scheme လို့ခေါ်တဲ့လိမ်လည်မှုတွေကိုလူတွေပါကြောင့်ယုံကြည်မိကြတယ်လဲဆိုတာကိုရှင်းပြနိုင်တယ်ဆွဲဆောင်မှုရှိတဲ့ပုံပြင်တစ်ခုကစရင်စရားတွေထက်ပိုပြီးဆွဲအားကောင်းနေတတ်တယ်ဒါကြောင့်ကိုလိုချင်တာ want နဲ့ကိုတကယ်လိုအပ်တာ need ကြားမှာကိုယုံကြည်ခြင်းနဲ့ပုံပြင်ကအဖြစ်မှန်ကြားမှာကွာဟချက် gap တစ်ခုအမြဲထားရှိဖို့လိုအပ်တယ် ဟုတ်ကဲ့တတိထားရမယ့်အချက်ပဲနောက်တစ်ချက်ကတော့ နောက်တစ်ခုက hindsight bias ပေါ့ ဒန်နီယာခဏမှန်ပြောသလိုပဲအတိတ်ကိုရှင်းပြနိုင်စွမ်းကကျမတို့ကိုကဘာကြီးကနားလည်နိုင်စရာကောင်းတယ်ခံမှန်းနိုင်တယ်လို့ထင်ယောင်ထင်မှာဖြစ်စေတယ် illusion of understanding ဆိုတာမျိုးလား ဟုတ်ပါတယ်အဖြစ်အပျက်တစ်ခုဖြစ်ပြီးသွားတဲ့ခါအော်ဒါကြောင့်ဖြစ်တာလို့ရှင်းပြတာလွယ်သွားတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာဘယ်သူမှကြိုးမတိခဲ့ဘူးလေတကယ်တမ်းမှာတော့ကဘာကြီးကရှုပ်ထွေးတယ်ခံမှန်းရခက်တယ်ကန်တေလာရဲ့လွှမ်းမိုးမှုကအမြဲရှိနေတယ် ဟုတ်ကဲ့ ကိုကအခြေအနေတွေကိုထိန်းချုပ်နိုင်တယ်လို့အထင်မှားခြင်း illusion of control ကလည်းအန်ဒီရများတယ်ဒီအချက်တွေကိုတတိပြုမိခြင်းကငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေချတဲ့အခါမှာပိုပြီးနှိမ်ချမှုရှိစေပြီး margin of safety ကိုပိုအလေးထားဖြစ်စေနိုင်တယ်ဗျ ကဲဒီနေ့ဆွေးနွေးကြတာတွေကိုအနည်းချုပ်ရရင်တော့လေ Morgan Housel ရဲ့စာအုပ်ကနေကျမတို့သိရှိနိုင်တဲ့အဓိကသင်ခန်းစာကငွေကြေးဆိုင်ရာအောင်မြင်မှုဆိုတာနီးပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေဉာဏ်ရည်ဉာဏ်သွေးတွေထက်ကျမတို့ရဲ့အပြုအမူစိတ်ပညာစိတ်ခံစားချက်တွေကိုစီမံခန့်ခွဲနိုင်မှုတွေနဲ့ပိုပြီးနက်နက်ရှိုင်းရှိုင်းဆက်ဆက်နေတယ်ဆိုတာပါပဲနော် ဟုတ်ပါတယ် ချွေတာစုဆောင်းခြင်းရဲ့အရေးပါမှု compounding အတွက်အချိန်ရက်စွမ်းအားအမှားအတွင်းနေရာဖြည့်ခြင်း margin of safety ကိုယ့်ရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးလုံလောက်ပြီးလို့တည်ခြင်းပြီးတော့ကိုယ်ကစားနေတဲ့ကစားကွက်ကဘာလဲဆိုတာကိုနားလည်ခြင်းစတဲ့အဓိကကြတဲ့အတွေးမြင်တွေဟာတကယ်တမိုးရှိပါတယ်ရှင် ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုချန်ထားချင်ပါတယ်ဗျစာအုပ်ထဲမှာ end of history illusion ဆိုတဲ့စိတ်ပိုင်းဆိုင်ရာသဘောတရားတစ်ခုကြောင့်ပြောထားတယ် end of history illusion ဟုတ်ဒါကတော့လူတွေကအတိတ်မှာကိုယ်ဘယ်လောက်ပြောင်းလဲခဲ့တယ်ဆိုတာကိုကောင်းကောင်းသိကြပြီးမယ်အနာဂတ်မှာကိုယ့်ရဲ့စိတ်နေစိတ်ထားတယ်လိုအင်စန္ဒတွေရီမန်းချက်တွေဘယ်လောက်ထိပြောင်းလဲသွားအောင်မလဲဆိုတာကိုတော့အမြဲတမ်း short တွေလေးရှိကြတယ်ဆိုတာပါပဲကိုကအခုလက်ရှိကိုဟာနောက်ဆုံး version လို့ထင်နေတတ်ကြတယ် အော်ဟုတ်ကဲ့အနာဂတ်မှာကိုဘယ်လိုဖြစ်ချင်မဲဆိုတာကိုအခုစိတ်နေမဲ့တိုင်းတာမိတာမျိုးပေါ့ ဟုတ်ပါတယ်ဒီအချက်ကိုထောက်ရှုပြီးစဉ်းစားကြည့်ရင်တကယ်တန်ဖိုးအရှိဆုံးငွေကြေးဆိုင်ရာကျွမ်းကျင်မှုဆိုတာပိုင်ဆိုင်မှုတွေကိုစုဆောင်းရတတ်ပဲလားဒါမှမဟုတ်ကိုယ့်ရဲ့ငွေကြေးဘဝထဲကိုလိုက်လျောညီထွေရှိမှု adaptability နဲ့ကြံ့ကြံ့ခံနိုင်ရေး resilience ကိုတိဆောက်ခြင်းကပိုအရေးကြီးနေပါလား စဉ်းစားစရာပဲ အဲ့ဒီလိုတိဆောက်ထားနိုင်မှသာအနာဂတ်မှာကိုယ်စိတ်တွေကိုယ်အခြေအနေတွေပြောင်းလဲလာတဲ့အခါကိုဘေးဒုက္ခမဖြစ်စေပဲနောင်တမရစေပဲလမ်းကြောင်းပြောင်းကိုအခွင့်အလမ်းရရှိမှာဖြစ်ပါတယ်
ဟုတ်ကဲ့ဒါကအရန်ကိုအရေးကြီးတဲ့အချက်ပဲနော်အနာဂတ်အတွက်ပြင်ဆင်ထားနိုင်မှုပေါ့ ဟုတ်ပါတယ် ကဲဒီလိုအတွင်းကျကျလစ်လာသုံးသပ်မှုမှာပါဝင်နားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါမယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်